အင်္ဂလိပ်စာကိုဘယ်လိုလုပ်ရမလဲဗျာတဲ့ဒီမေးတဲ့ကလေးလေးကG12လို့ထင်ပါတယ်เนาะအဲ့တော့G12အင်္ဂလိပ်စာကိုဘယ်လိုလုပ်ရမလဲဆိုတာဆရာလမ်းညွှန်ချက်လေးပေးမယ်เนาะအရင်ဆုံး basic grammar အခြေခံမပိုင်ဘူးဆိုရင် basic grammar သင်တန်းတက်ပါကြိုက်တဲ့ဆရာစီမှာတက်ပါအဲ့တော့ basic အခြေခံမခိုင်မဲနဲ့ဘာမှလုပ်လို့မရအောင်ဟုတ်ပြီเนาะအဲ့ basic grammar ကိုရအောင်လေ့လာပြီးသွားရင်နောက်တစ်ခုဘာလုပ်ရမလဲဆိုတော့ grade 10 11 12 grammar တွေကိုကြည့်ပါပြီးရင် read the passageနှစ်ခုတွဲလုပ်ပေါ့နော် grade 10 11 12 grammar တွေကိုကြည့်ပြီးသွားရင် read the passage ကိုစာပိုက်လေးတွေကိုနားလည်အောင်ဖတ်ပြီးရင် read the passage မေးခွန်းတွေကွက်လက်တွေကိုဖြေအဲ့ read the passage ကအရင်ဆုံး sing ကိုပဲအရင်လုပ်နော် sing ကိုရတဲ့သူက unsing ကိုလည်းအထိုက်တယောက်ရတယ်အဲ့တော့ read the passage sing ကိုအရင်ဖြေ sing ကိုစာပိုက်တွေကိုအရင်နားလည်အောင်ဖတ်ပြီးသွားရင် read the passage sing ကွက်လက်နဲ့အမေးဖြေနဲ့ကိုဖြေပြီးသွားရင်တခါတည်းအဲ့ read the passage တွေကစာလုံးလေးတွေကိုနားလည်အောင်လုပ်စာလုံးလေးတွေနားလည်ပြီဆိုရင် initial letter ကိုသွားပြီးတော့သွားဖြေဟုတ်ပြီနော်အဲ့လိုရပြီဆိုရင်နောက်တစ်ခုကကြတော့ကြပြားတွေကြက်ထားမယ်ကြပြားတွေအလွတ်ရအောင်စာလုံးပေါင်းတွေလည်းခြာရေးပြီးကြက်ထားမယ်ပြီးသွားရင်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့dialogue exchange ပေါ့နော် dialogue exchange တွေကိုလေ့လာမယ်လိုအပ်တဲ့စာအုပ်တွေလည်းဝယ်သင့်ရင်လည်းဝယ်ပေါ့နော်ဒါပေမဲ့အဓိကအရေးကြီးဆုံးဆရာအသိပေးချင်တာကစာအုပ်ဝယ်မယ်ဆိုရင်အရင်ဆုံးမေကွန်းဟောင်းစာအုပ်ကိုပဲအရင်ဝယ်မေကွန်းဟောင်းကိုပဲအရင်ပိုင်အောင်လုပ်မေကွန်းဟောင်းပိုင်ပြီးတော့မှနောက်ထပ်တခြားလိုအပ်တဲ့စာအုပ်ကိုနောက်မှဝယ်မေကွန်းဟောင်းကအဓိကပဲဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျန်တဲ့အပိုင်းတွေကတော့choose ပေါ့နော် choose ကကြတော့ရွေးချယ်တဲ့အပိုင်းအဲ့ရွေးချယ်တဲ့အပိုင်းကိုလည်းလေ့လာအဲ့ choose ရွေးချယ်တဲ့အပိုင်းမှာကြတော့grammar က10 မှတ်စကားလုံးနဲ့ပတ်သက်တဲ့ vocabulary ဘိုင်းက9 မှတ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီ choose 10 မှတ်ကိုရအောင်လေ့လာပေါ့နော် choose 10 မှတ်ကဘယ်ကနေမေးတာလဲဆိုတာတော့ဆရာနောက်ဗီဒီယိုလေးနဲ့အသေးစိတ်ရှင်းပြပေးမယ်နော်နောက်ထပ်ဗီဒီယိုတင်ပေးမယ်နောက်တစ်ခုကကြတော့choose the dialogue exchange တွေရပြီဆိုရင်အဲ့ဒါအမှတ်က80ဘိုးလောက်ဖြစ်နေပြီဆောနာ initial letter လဲပါလာဆိုတော့เนาะပြီးသွားတော့မှ letter essay ကကြတော့တီးတန့်သင်တန်းတစ်ခုတက်ပြီးတော့ကျူရှင်ကတင်လားမတင်လားတော့မသိဘူးကွာဘယ်ကျူရှင်နေတင်လားမတင်လားဆရာလည်းမသိဘူးเนาะအဲ့တော့ကိုကျူရှင်ကတင်တယ်ဆိုရင်တော့တက်ဆရာမလိုဘူးပေါ့ကိုကျူရှင်နေတင်တန်းတွေကမတင်ပေးဘူးဆိုရင်တီးတန့်เนาะ letter essay ကိုတီးတန့်တင်တန်းတက်ပြီးတင်မှရမှာဟုတ်ပြီเนาะကဲအဲ့တော့ဆရာပြောတာအကုန်လုံးအပိုင်းတွေအကုန်ပြည့်စုံသွားပြီအဲ့တိုင်းလေးလုပ်ရင်ကျင်းတွေပေါက်အောင်မယ်လို့ထင်ပါတယ်ဒါပေမဲ့ပေါ့နော်တခုတော့ရှိတာပေါ့နော်အခြေခံလုံးဝအားနေတဲ့ကလေးကကြတော့ letter essay ကိုလိုက်နေအချိန်ကအသိမမိဘူးသိလား letter essay ကိုနောက်ဆုံးမှလုပ်ကိုကအရင်တခြားအပိုင်းတွေကိုအကုန်ပိုင်ပြီးတော့မှ letter essay လုပ်ရှားစီမှာတော့တက်ချင်တယ်ဆိုရင်တော့ grade 12အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့အမှတ်60ဘူးအောင်မှတ်ကိုအာမခံတဲ့သင်တန်းရှိတယ်အဲ့သင်တန်းလေးကိုတက်ရင် G12 အင်္ဂလိပ်စာအောင်ဖို့အာမခံတယ်ခက်ခဲတဲ့အပိုင်းတွေကိုဖယ်ပြီးတော့လွယ်နဲ့အမှတ်ရမယ့်အပိုင်းတွေကိုပဲသင်ထားတာဖြစ်တဲ့အတွက်ကြောင့်အမှတ်60ဘူးသင်လိုက်ရင်ကျင်းတွေပေါင်း40ကျော်50ကျော်နဲ့အောင်သွားလိမ့်မယ်အောင်ဖို့ကတော့ကျင်းတွေတယ်ဟုတ်ပြီနော်အဲ့သင်တန်းလေးတွေစုံစမ်းကျင်တော့ဆရာကို message မှာ hi ပေးလိုက်ပါဟုတ်ပြီနော်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှတ်ပြီးသွားပါအောင်ပြီးတော့တခုခုမေးချင်တာရှိရင်လည်း comment မှာမှတ်ပြီးမေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်